ချင်းချင်းချိုချိုနဲ့ဂရင်းတွေးစီမဲ့ဟင်းလျာ၃မျိုးအားလုံးပဲမင်္ဂလာပါထောက်ဝန်ပရိသတ်တို့နေကောင်းကြလားရှင်တူဘူးပစွန်တင်ဆန်းအမြဲတမ်းခေါက်ဆွဲထဲမှာထည့်စားနေတဲ့အသစ်စားတူဘူးလေးတွေကိုအရသာရှိတဲ့ဟင်းတစ်ခွက်ဖြစ်အောင်ခုလိုလုပ်နိုင်ပါတယ်ရှင်အနံ့ရသာရှိတဲ့အစာပြေမုတ်အဖြစ်လဲစားသုံးလို့ရတယ်လို့အစိမ့်မြင့်စားသောက်ဆိုင်တွေမှာရရှိတဲ့ဟင်းပုံစံမျိုးလေးဖြစ်တဲ့အတွက်အိမ်မှာလှူစားကြည့်တဲ့မုတ်လေးပဲဖြစ်ပါတယ်အရင်ဆုံးတူဘူးလေးတွေကိုအခုလိုမျိုးအပိုင်းပိုင်းလေးတွေအဖြစ်တလက်မအတုံးလေးတွေလှိပြီးသွားပြီဆိုရင်သူ့အထက်မှာထည့်ဖို့ပစွန်အစာသွတ်လေးကိုလုပ်ပါမယ်ပစွန်လေးတွေကိုအခွန်နှွားရေးဆေးပြီးအသားတွေပဲယူပြီးပြီဆိုတဲ့အခါမှာအရသာအတွက်ကြက်သွန်ဖြူကြက်သွန်မိတ်တို့ကိုတောက်တောက်ဆင်းထည့်ကောင်စားနဲ့ငရုတ်ကောင်တကြောင်ကြက်သားမှုတို့ကိုထည့်ပြီးသွားပြီဆိုရင်တော့စီလေးအနှင်းငယ်ထည့်ပြီးအားလုံးကိုရောနေလိုက်ပါနော်ပစွန်အသားနှစ်လေးရလာပြီဆိုတဲ့အခါမှာတော့တိုဘူးတုံးလေးတွေပေါ်တင်လိုက်ပြီးရင်ရင်နွေးငွေ့အိုးနဲ့ပေါင်းထားလိုက်ရင်ရပြီဖြစ်ပါတယ်သူ့အတွက်ရသာရှိတဲ့အချိုရည်လုပ်ဖို့ရင်နွေးရဲကိုခရုစီနဲ့ပဲငှက်ပြားရည်စသားမှုအနှင်းငယ်နဲ့တကြားတို့ကိုထည့်ပြီးပြစ်တဲ့အထိကြိုလိုက်ရင်ရပြီဖြစ်ပါတယ်ဒါဆိုရင်တော့အယောင်ဆင်းမှာပြောစရာမလိုတဲ့တိုဘူးပစွန်တင်ဆန်းလေးကိုရသာရှိသုံးဆောင်နိုင်ပြီဖြစ်ပါတယ်မိုးဘရင်နန်ယိုတူအခုမြင်နေရတဲ့ဟင်းလျာကိုဝက်နန်ယိုတူလို့ထင်မှားသွားပါလိမ့်မယ်အမှန်တကယ်မှာတော့ဒါကဝက်သားအနှဲငယ်ပဲသုံးထားတဲ့ဝက်နန်ယိုပုံစံမှုန့်ဟင်းလေးပဲဖြစ်ပါတယ်ဒီဟင်းလေးကိုချက်ပြုတ်ဖို့မှုန့်ပွင့်အကြီးတွေကိုအခုလိုမျိုးရိုးတံလေးတွေကိုသေချာလှီးပြီးအပွင့်လေးတွေကိုလှီးထားလိုက်ပါတောက်တောက်ဆင်လှီးပြီးသွားတဲ့အချိန်မှာစက်သွန်ဒီကိုလည်းအခုလိုမျိုးပဲပြုတ်လို့ထားပါနော်အသားအတွက်တော့ဝတ်သားချိတ်ပြီးသားကိုအသုံးပြုပြီးပြင်ဆင်ထားတဲ့မှုန်နဲ့ကြက်သွန်ဒီတို့ကိုအတူထည့်ကောင်ဟင်းချက်ဝိုင်းစောင်းတကြောင်ငရုတ်ကောင်းနဲ့ပဲငပြာရီတို့အပြင်ကြက်သွန်ဖြူလေးကိုလည်းပပလှီးထည့်ပြီးအားလုံးကိုတမနေအောင်မှွေထားလိုက်ပါပြီးတဲ့အခါမှာတော့ရရှိလာတဲ့အသားနှစ်ကိုမှုန်ဦးတိုင်းမှာအခုလိုလက်နဲ့စုပ်ပြီးပြုတ်လုပ်လိုက်ရင်တော့နံရိုးနဲ့ပုံစံတူတဲ့ဝတ်သားမှုန်လုံးလေးရလာပါပြီပြီးတဲ့အခါမှာတော့အထက်အောက်ကျွတ်သွားအောင်တေချာကြော်ပြီးသွားရင်အရသာပိုရှိစေဖို့အတွက်တကြားနဲ့ဘဲငက်ပြားကြီးအနှဲငယ်ထက်ထက်ကကြိုပြီးတော့ကြော်ပေးလိုက်ရင်အခုလိုမျိုးစားကျင်စရာကောင်းတဲ့မှုတ်ပြီးရင်နံရိုးတူဟင်းလေးကိုရရှိလာမှာပဲဖြစ်ပါတယ်လွယ်ကူရိုးရှင်းတဲ့ဟင်းလျာလေးမို့အိမ်မှာကိုယ်တိုင်လှူစားကြည့်ဖို့အကြံပြုလိုက်ပါစေကျဲဝငပြရေးစိန်အခုလိုမျိုးအနှစ်လည်းမကျသလိုအပြင်ခွန်ကျွတ်ကျွတ်လေးနဲ့အရသာရှိတဲ့ကျုံငပြားရေးစိန်လေးကိုပြုတ်လုပ်ဖို့အတွက်အရင်ဆုံးကျုံတွေကိုအချိန်6မိနစ်လောက်ပေးပြီးပြုတ်ထားလိုက်ပါပြုတ်တဲ့အခါမှာလည်းအခုလိုမျိုးရှာလာကာရေးထည့်ပြီးပြုတ်ခြင်းကပိုပြီးအခွန်ခွာရလွယ်သလိုကျုံအသားကိုလှစေတဲ့အတွက်ရှာလာကာရေးအနှဲငယ်လေးထည့်ပေးလိုက်ပါနော်ပြီးတဲ့အခါမှာတော့ပြုတ်ပြီးသွားတဲ့ကျုံကိုအရေးစိန်ဖို့အတွက်ပဲငပြားရည်နဲ့တကြားရည်အပြင်ရှာလာကာရီတို့ကိုသုံးစွန်းစီထည့်ပြီးဖြော်ထားလိုက်ပါရလာတဲ့ကြက်ဥတွေကိုဖြော်ထားတဲ့အရည်နဲ့စိမ့်ပြီးသွားရင်အဖုံးပိတ်ပြီးတညက်နေလောက်ထားလိုက်ပါနော်အဆုံးသတ်မှာတော့အခုလိုအညိုရောင်တန်းပြီးအရသာရှိတဲ့ငပြားရည်စိမ့်ကြက်ဥလေးတွေကိုအနှစ်မချက်ဖဲအရသာရှိသုံးဆောင်နိုင်ပြီးပဲဖြစ်ပါတယ်ဆက်လက်ပြီးအခုလိုလွယ်ကူရိုးရှင်းတဲ့ဟင်းလျာတွေအတွက်ကျမတို့ရဲ့ page ကို like and follow လုပ်ခဲ့ပြီး YouTube channel ကိုလည်း like and subscribe လုပ်ပြီးအားပေးခဲ့ကြပါအောင်ရှင်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ